မင်္ဂလာပါခင်ဗျကျွန်တော်ဒီနေ့ကတော့ high school game ကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ကျွန်တော်မတင်ဆက်ခင်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပေးကြပါဦးဒါအပြင်အခုကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်ညီမတွေကစူညံနေတဲ့အတွက်အခုကျွန်တော်အမြင်မြန်လေးပဲတင်ဆက်ပေးပါရစေအခုကျွန်တော် high school game ဆိုရင်လူတော်များများလူတက်ဖို့ပုံများပါတယ်ခင်ဗျအဲ့တော့ကျွန်တော်လူတွေကိုတပြိုင်နက်တတ်နိုင်မယ်နည်းလေးပြောပြပါရစေဒါကတော့ခင်ဗျအရင်ဦးဆုံးစက်တင်နဲ့ကဒီမှာဒီ +1h ဆိုတာလေးတွေ့ပါလိမ့်မယ်အဲ့ဒါလေးကိုအခုကိုအချိန်ကမနက်8နာရီဆိုရင်1 2 3 4 12နာရီဖြစ်အောင်တို့အချိန်ကိုမြင်လိုက်ပါပြီးပြီဆိုတာနဲ့ဒီ cave လေးမှာကျွန်တော်တို့ဒီ cave ကိုကျွန်တော်တို့သွားပါမယ်တိတ်မကြခင်လူတွေရောက်လာပါတော့မယ်ကြည့်ပါဒါကြောင့်မလို့ဒီလူတွေစုံနေဆိုတာခင်ဗျဒီလူတွေစုံနေဆိုတာဒီဘယ်လောက်ထိလူများနှုံညှိနိုင်လဲဆိုစောင့်ကြည့်ကြပါကြည့်လိုက်တရားတယ်အခုကျွန်တော်ဒီဗီဒီယိုလေးကိုတူတူလေးပဲတင်ဆက်လိုက်ရတော့တောင်းပါမှာခင်ဗျဒါပေမဲ့ကျွန်တော်ရဲ့ channel ကို subscribe နဲ့ like လေးလုပ်ပေးကြပါဦးကျွန်တော်ကတုံတန်ဗီဒီယိုတင်တာမဟုတ်တော့ကျွန်တော်တိတ်ပြီးဗီဒီယိုမတင်တဲ့အတွက်ပရိသတ်တို့ဘဲလေးနှိပ်ပေးကြမလို့ပါဘူးဒါပေမဲ့စင်နာရှိလို့နှိပ်ပေးတော့ကြပါဗျာအရင်တစ်ခေါက်ကကျွန်တော်ညီမနဲ့ကျွန်တော်တရက်ဆိုတာကန်အကြောင်းရိုက်ခဲ့ကြပါတယ်ဒီနေ့တော့ကျွန်တော်ဒီ high school ကအကြောင်းရိုက်ပါအခုအဲ့ဒါ object ကိုနှိပ်လိုက်ပါကြောင်ကောင်းအထုထွက်လာပါလိမ့်မယ်ခဏတော့စောင့်ပေးပါဒီမှာဒီတဝဲကုန်တစ်ခုမှလူလွတ်နေပါသေးရဲ့တုံးလုံးဘယ်လူမှမလာတော့ဘူးလို့ကျွန်တော်ထင်တယ်ခင်ဗျအဲကျွန်တော်ရဲ့လူတကိန်းစီမံရေးလေးစလိုက်ရအောင်ကျွန်တော်တို့အခုလောဆယ်ဒီလေးကိုကောက်ပါမယ်ဒီဆီယမကိုတတ်ပါမယ်ကိုကန်ဆိုးစာပြီးပြုတ်ကြပါပါခင်ဗျဒါပေမဲ့လည်းကျွန်တော်လူတွေကိုလွတ်တော့ပေးမှာမဟုတ်ဘူးကျွန်တော်ဒီနည်းနည်းမအောင်မြင်သွားပါဘူးကျွန်တော်မအောင်မြင်တော့လုပ်တဲ့အကြောင်းရလဲအဲ့လိုမျိုးနည်းနည်းအဆင်မပြေတဲ့ပရိသတ်တော့ကျွန်တော်လုပ်ပေးရဖြစ်ပါတယ် high school game ဆိုရလို့ဆိုတော့မြန်ဒီလိုပဲဖြစ်တတ်ကြပါတယ်အခုကျွန်တော်နောက်ထပ်ပြင်ဆင်ပါမယ်ပေါင်းထုံးစံတဲ့အပေါင်း1 ကို12နာရီဖြစ်အောင်လုပ်ပါမယ်ပြီးတာနဲ့ cave ကိုသွားမှာပဲစောင့်နေပါခဏတော့သူတို့လာပါတော့မယ်ကျွန်တော်အခုလောဆယ်အားလုံးမြင်နေအောင်လို့ကျွန်တော်ဒီခုလုပ်ပါဒီကြောင်အုပ်တော့ပါပဲဟုတ်ကဲ့ဘေးနာနည်းနည်းဆူညံနည်းနည်းလေးစိတ်သေးနည်းနည်းရှို့ပေးထားကြခဏဆောင်ပါမယ်အခုချစ်ဘယ်လိုလုပ်ပေးတာလဲပြောနေလူတို့လာတော့ပါဟုတ်ပါရဲ့ဘယ်ရောက်နေပြီလဲမသိပိတ်မလာတော့ဘူးဘယ်လိုဖြစ်သွားလဲမသိဘူးဒါနည်းနည်းမားလို့ဘူးခင်ဗျတကယ်စောလုပ်လိုက်ပါကျွန်တော်ပြပါမနက်7နာရီခွဲလောက်ဆိုလုပ်လို့ရတယ်ဒီတော့လားအဲ့လူတွေအကုန်လုံးဝင်သွားတဲ့အထိစောင့်ပါဒီမှာပါကဲဒီလူတွေအကုန်လုံးဝင်ပြည့်တော့ပါမယ်ကျွန်တော်အသိပြင်ထားပါဝင်ပါပြီโอเคကျွန်တော်စတင်ပါမယ်ကဲအခု12နာရီကျော်သွားပါပြီသူတို့လာပါတော့မယ်ခင်ဗျသူတို့ဒီထဲမှာလာဆုတ်ထားပြီဆိုရင်ကျွန်တော်ကြိုတင်ပြင်ဆင်လိုက်ပါစောင့်နေပါလေကျွန်တော်လူတွေလာပါပြီခင်ဗျအများကြီးပါဘုရားမောင်โอเคလူတွေများလာပါပြီခင်ဗျတိတ်တက်လို့မြင်နေတာဒီ high school မှာလူတက်ရတာဝါသနာပါတဲ့လူတွေတော့ဒီလူတွေအများကြီးတက်ချင်းစပွဲဖြစ်နေပါခင်ဗျအခုကျွန်တော်လည်းပြိတ္တတို့ဆန္ဒကိုအမြင်အာရုံနဲ့ဖြည့်ဆည်းပေးပါလိမ့်ပါတယ်လူနေတာရနေရဟုတ်ပါပြီကျွန်တော်လူတယောက်ကျွန်တော်စတင်တော့ပါမယ်ကြာ
1 这好记得。 2 3ကျွန်တော်ဖုန်းနဲ့နေသေးတော့ဒီကအများကြီးမြင်တဲ့ဖုန်းမှာရနိုင်တယ်အခုလူတွေတော့အကုန်သေးသွားပါမယ်နည်းနည်းထင်နေခင်ဗျကျွန်တော်တောင်းပါပါတယ် 这样听语 အဲ့ 的， လိုဖြစ်သွားခဲ့ရင်ကျွန်တော်တောင်းပါပါတယ် 那可别抖吧，都也抖你吧。也抖你吧， ဟုတ်ကဲ့အခုကျွန်တော်တို့ ground ကိုပြန်သွားမယ်ဟုတ်ကဲ့အခုဆိုရင်တော့အခုကျွန်တော်အခု cave ကိုပြန်သွားမယ် 好吧也 ရှိလိုက်ပါလူချင်းတွေကတော့လွတ်သွားတဲ့လူတွေနည်းနည်း လူတွေအများကြီးတက်ခဲ့တာပဲ 好大耶。 ဟုတ်ကဲ့ပါအခုကျွန်တော် channel လေးကိုကြည့်ရှုပေးကြတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်